Minglava auxiliaries and complements ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်ပြီးတော့လေ့လာရအောင်ဒီသင်ခန်းစာမှာပထမဆုံး English language မှာရှိတဲ့ auxiliaries တွေနဲ့ပတ်သက်ပြီးတော့ဒီမှာ double live လို့သုံးထားတဲ့သူရဲ့အခန်းကဏ္ဍနှစ်ခုပေါ့နော်အားကိုလေ့လာသွားမှာဖြစ်ပါတယ်သူပြင် auxiliary verb be have do စတဲ့helping verb တွေလည်းခေါ်ပါတယ်အဲ့ဒါတွေရဲ့helping verb အနေနဲ့အလုပ်လုပ်ပုံအဲ့ဒါကပထမအခန်းကဏ္ဍဒုတိယအခန်းကဏ္ဍက main verb အနေနဲ့အလုပ်လုပ်ပုံကိုလေ့လာမှာဖြစ်တယ်ဒုတိယပိုင်းအနေနဲ့ဒီ verb တွေရဲ့complex structure ဆိုတော့ဖွဲ့စည်းပုံနည်းနည်းလေးဆင့်မြင့်တဲ့ဖွဲ့စည်းပုံတွေကိုလေ့လာမှာဖြစ်တယ်တချို့ verb တွေကတော့ complement လိုအပ်တယ်အဲဒီပုံစံမျိုးကိုလေ့လာမယ်ဒါမှမဟုတ် object တစ်ခုလိုအပ်တဲ့ပုံစံမျိုးကိုလေ့လာသွားမှာလည်းဖြစ်ပါတယ် be have do ဆိုတဲ့ auxiliary verb မှာသူမှာကဏ္ဍနှစ်ခုရှိနိုင်ပါတယ် auxiliary သို့မဟုတ် helping verbs အနေနဲ့အသုံးပြုတဲ့ကဏ္ဍနဲ့ main verb အဓိက verb အနေနဲ့အသုံးပြုတဲ့ကဏ္ဍဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်တကယ်လို့ helping verb အနေနဲ့အသုံးပြုမယ်ဆိုရင်တော့သူရဲ့အဓိကလှုပ်ဆောင်ချက်ကဒီအင်္ဂလိပ် grammar နဲ့ပတ်သက်ပြီးတော့ time aspect or mood အဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်တွေကိုသူကဖြည့်ဆွဲပြီးတော့ပြောပြပါတယ်ဒါမှမဟုတ် helping verb မဟုတ်ဘဲနဲ့သူ့ဘာသူတည်တံ့ရပ်တည်နိုင်တဲ့ verb အနေနဲ့လည်းသုံးလို့ရပါတယ်အဲ့ခါမျိုးမှာဆိုရင်တော့ဒီ sentence ရဲ့အဓိကအဓိပ္ပာယ်ကိုသူကဖော်ပြပေးတာဖြစ်ပါတယ် auxiliary verb be forms and roles be တနည်းအားဖြင့် verb to be ကတော့ irregular verb တွေထဲမှာပုံစံ၈မျိုးနဲ့ irregular verb အဖြစ်ဆုံး verb တစ်ခုလို့သတ်မှတ်ထားပါတယ်အဲ့တော့ auxiliary verb အနေနဲ့သုံးခဲ့မယ်ဆိုရင်သူ့ကို progressive structure တနည်းအားဖြင့် verb ing နဲ့တွဲသုံးတဲ့ပုံစံမျိုးရှိနိုင်တယ်လို့ passive structure passive voice အနေနဲ့သုံးတဲ့ပုံစံမျိုးရှိနိုင်ပါတယ် verb to be ကို linking verb အနေနဲ့သုံးမယ်ဆိုရင်သူကဒီ sentence မှာရှိတဲ့ subject နဲ့သူရဲ့ complement ကိုသူက link လုပ်ပေးပါတယ်ချိတ်ဆက်ပေးပါတယ်အဲ့ခါမျိုးမှာ linking verb အနေနဲ့သုံးတဲ့အခါမှာဒီ verb to be က main verb ဖြစ်တယ် main verb အနေနဲ့သုံးခဲ့မယ်ဆိုရင်သူ့ကို questions မေးခွန်းတွေမေးတဲ့နေရာမှာဒါမှမဟုတ် negative အငြင်းပုံစံမျိုးသုံးတဲ့နေရာတွေမှာ verb to do မလိုအပ်ဘဲနဲ့သုံးလို့ရပါတယ် do you be ready ဆိုတဲ့စလုံးစာကြောင်းကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာ verb to be ကို be အနေနဲ့သုံးထားပြီးတော့ verb to do ဆိုတဲ့စလုံးကိုလည်းတွေ့ရမယ်ဒါပေမဲ့ဒီနေရာမှာ verb to be က main verb ဖြစ်နေတဲ့အတွက် verb to do နဲ့တွဲသုံးစရာမလိုပါဘူးအဲ့အတွက်ကြောင့်အခုပြန်ပြီးတော့ပြင်ရေးမယ်ဆိုရင် do you be ready လို့ရေးမယ်အစား are you ready verb to be are တလုံးတည်းသုံးလိုက်ရင်လည်းအဆင်ပြေနေပြီဖြစ်ပါတယ်မှန်နေပြီဖြစ်ပါတယ် I am not often sick လို့သုံးရင်လည်းverb to do မပါဘူးမလိုအပ်ဘူး verb to be နဲ့ပဲလုပ်ဖြစ်သွားပြီဖြစ်တယ်အဲ့တော့ I don't often be sick ဆိုပြီးတော့သုံးခဲ့မယ်ဆိုရင်တော့ဒါက verb to do ရော verb to be ရောနှစ်ခုမျိုးစလုံးပါပြီးတော့မှားတဲ့ပုံစံဖြစ်ပါမယ် linking verb တွေကို ing form အနေနဲ့အသုံးပြုတာကပုံမှန်မဟုတ်နော်ဥပမာ verb to be ကို ing အနေနဲ့ပုံစံမျိုးနဲ့ linking verb လည်းဟုတ်တယ် verb ing ပုံစံနဲ့လည်းသုံးမယ်ဆိုရင်ဒါကသုံးလေသုံးထားမရှိပါဘူးဥပမာ
It is cold today ဆိုရင်လုံလောက်ပြီအဲ့မှာ ing form သုံးကြမလို့ဘူး It's being cold today ဆိုပြီးတော့သုံးကြမလို့ပါဘူးကောင်းပြီ verb to have perfect tenses ဆိုတဲ့ကောင်းစဉ်နဲ့ဆက်သွားရအောင် verb to have ကိုတော့ perfect verb form အတွက်လိုအပ်တဲ့စလုံးတစ်လုံးဖြစ်တယ်သူကို past participle နဲ့တွဲသုံးပြီးတော့ perfect tense အနေနဲ့သုံးပါတယ်ဥပမာ have ဆိုတဲ့ verb to have past participle arrived had ဆိုတဲ့ verb to had နဲ့ forgotten ဆိုတဲ့ past participle အဲ့ပုံစံမျိုးနှစ်ခုလုံးက perfect tense ဖြစ်တယ်သူကလည်း verb to be လို့ပဲ auxiliary verb အနေနဲ့အလုပ်ဆောင်မယ်ဆိုရင်မေခွန်းတွေဒါမှမဟုတ်အငင်းဝချတွေမှာသုံးချင်တယ်ဆိုရင် verb to do ထည့်စရာမလိုပါဘူးဥပမာ have you heard the news ဆိုရင်တော့မှန်နေပါပြီမှာ verb to do လုံးဝထည့်စရာမလိုဘူးဒါပေမဲ့ verb to do ကိုထည့်ပြီးတော့ do you have heard the news ဆိုရင်တော့ဒါကမှားတဲ့ပုံစံဖြစ်သွားပါပဲတတိယမယ့်ချက်ကတော့ verb to have ကို main verb အနေနဲ့သုံးမယ်ဆိုရင်သူကလုပ်ဆောင်ချက်တွေကိုဖော်ပြပါမယ်ဥပမာ I have lunch ဆိုရင်နေ့လည်စာစားတယ်ဆိုတဲ့လှုပ်ဆောင်ချက်ကိုဖော်ပြပြီးတော့ I had a good time သူပြောစရာအချိန်ကောင်းတဲ့အချိန်ရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြပါတယ်တကယ်လို့များလှုပ်ဆောင်ချက်နဲ့အတွေ့အကြုံကိုဖော်ပြတဲ့ verb to have မျိုးဆိုရင်တော့သူကို negative ဒါမှမဟုတ် question အနေနဲ့သုံးမယ်ဆိုရင် verb to do နဲ့တွဲသုံးရပါမယ်ဥပမာ Did you have a good trip မှာမေကွန်းပုံစံဖြစ်ပါတယ်မေကွန်းဝချဖြစ်ပါတယ်အဲ့ညမှာတော့ verb to do နဲ့တွဲသုံးပါတယ်အဲ့ဆိုရင်တော့မှန်ပါတယ်ကောင်းပြီ auxiliary verb do the builder of grammar ဆိုတဲ့ကောင်းစဉ်နဲ့ဆက်ပြီးလေ့လာရအောင် verb to do ကိုအဓိကအဖြစ်မေကွန်းနေဖြစ်သွားအောင်ဖန်တီးဖို့အတွက်အငြင်းဝချဖြစ်အောင်လုပ်ဖို့အတွက်ဒါမှမဟုတ် emphatic statement ဆိုတော့အသေးချာပြောဆိုရဲเนาะပြောဆိုမှုမျိုးတွေမှာအတွက် verb to do ကိုသုံးကြပါတယ်အောက်မှာတွေ့ရတဲ့ statement တွေကိုလေ့လာရအောင်သူတို့ကို negative သို့မဟုတ် question အနေနဲ့ပြောင်းကြည့်အောင် she walks here ဆိုတဲ့ sentence ကို negative အနေနဲ့ပြောင်းမယ်ဆိုရင်အပေါ်ကပေါ်ပြတဲ့အတိုင်းပေါ့နော် verb to do နဲ့တွဲပြီးတော့ negative အဖြစ်ပြောင်းလို့ရပါတယ်ဒီမှာ walks မှာ s ပါနေတဲ့အတွက် she does not walk here ဆိုပြီးတော့ negative အဖြစ်ပြောင်းလို့ရတယ်အဲ့ဒါကိုပဲ question အဖြစ်ပြောင်းမယ်ဆိုရင် verb to do နဲ့တွဲပြီးတော့ does she work here ဆိုပြီးတော့လည်းပြောင်းလို့ရပါတယ်ဒုတိယ sentence they liked the concert ဒါကို negative အနေနဲ့ပြောင်းမယ်ဆိုရင် like ဆိုတဲ့ verb to ကို verb to do နဲ့တွဲသုံးရအောင်အဲ့တော့ they like က past tense ဖြစ်တဲ့အတွက် did not being like like the concert ဆိုပြီးတော့ negative ဖြစ်ပြောင်းလို့ရတယ် question အနေနဲ့ပြောင်းမယ်ဆိုရင် did they like the concert ဆိုပြီးတော့ပြောင်းလို့ရတယ်တတိယ sentence I speak French ဒီနေရာမှာ verb speak ဆိုတဲ့ base form ဖြစ်နေတယ်အဲ့တော့သူကို negative အနေနဲ့ပြောင်းမယ်ဆိုရင် I do not speak French လို့ပြန်ပြီးတော့ပြောင်းလို့ရသလိုမေကိုအနေနဲ့မေးမယ်ဆိုရင်တော့do
I နေရာမှာ you လို့ပြောင်းအောင် do you speak French ဆိုပြီးတော့မေးလို့ရတယ်ဒီနေရာမှာ do ကအင်မတန်အရေးပါပါတယ်ဘာဖြစ်လို့လဲ work like speak အဲ့ဒီအားလုံးက verb တွေဖြစ်တယ် main verb တွေဖြစ်တယ် auxiliary verb မဟုတ်ပါဘူးအဲ့ဒီတော့အဲ့ဒီ main verb တွေက verb to do နဲ့တွဲသုံးလိုက်တဲ့အခါ verb to do က did ပုံစံဖြစ်နေသလား does ပုံစံဖြစ်နေသလားခုနပြောတဲ့ main verb တွေက base form အဖြစ်ပြောင်းသွားပါတယ်နော် example did you went climbing လို့မသုံးဘဲနဲ့ဒီ main verb ကို base form ဖြစ်တဲ့ go နဲ့ပဲသုံးရပါတယ် did you go climbing ကောင်းပြီ verb plus object plus complement VOC ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်ပြီးလေ့လာလိုက်အောင်အချို့သော transitive verb မှာ direct object လိုအပ်တယ်အချို့သောဖွဲ့စည်းပုံအရ object complement ပုံစံမျိုးလည်းဖြစ်နိုင်တယ်အဲဒီ complement လေးနဲ့သုံးတဲ့အခါကျရင်တော့ဒီ object နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အချက်လက်နော်ပါဝင်သွားတာတွေ့ရပါလိမ့်မယ်ဒီဖွဲ့စည်းပုံကိုကြည့်အောင် verb plus object plus complement ဒီနေရာမှာ complement က noun လည်းဖြစ်နိုင်တယ်လို့ adjective လည်းဖြစ်နိုင်ပါတယ် example ကြည့်အောင်ပထမဆုံးတစ်ခု you make me nervous you ကတော့ subject make က verb me က object nervous ကတော့ complement ဖြစ်တယ်ဒီနေရာမှာ adjective ဖြစ်ပါတယ်ဒီ nervous က me ဆိုတဲ့ object ကိုအတိတ်ပဲထပ်ပြီးတော့ဖြစ်ဆွဲပေးပါတယ်နောက် sentence တစ်ခုကြည့်အောင် let's paint it blue ဒီနေရာမှာ paint က verb ဖြစ်တယ် it က object ဖြစ်ပြီးတော့ blue ကတော့ complement ဖြစ်တယ် it ဆိုတဲ့ object ကိုသူကနော်အတိတ်ပဲဖော်ပြပေးပါတယ်တစ်ခု they elected him president elected က verb him က object president က complement ဖြစ်ပါတယ်ဒီ president ဆိုတဲ့စလုံးက him ဆိုတဲ့ object ကိုအတိတ်ပဲဖြစ်ဆွဲပေးတာဖြစ်ပါတယ်ကောင်းပြီဒီနေရာမှာစလုံးတွေရဲ့ word order ပေါ့နော်အစီအစီတွေကမှန်နေဖို့ရေးကြည့်ပါတယ်များသောအားဖြင့် complement က object ရဲ့အနောက်မှာလိုက်ပါတယ်အထူးဖြင့် object ကတူတူလေးနဲ့ရှိခဲ့မယ်ဆိုရင် complement က object ရဲ့အနောက်မှာလိုက်ပါတယ်ဒီ sentence ကိုကြည့်အောင် he painted red the world ကမှားပါတယ်အဲ့ဒါကိုအမှန်ဖြစ်ပြောင်းမယ်ဆိုရင်မတော်အဓိပ္ပာယ်ကိုခန့်မှန်းပြီးတော့နော်ဘာဆိုလိုတယ်လဲလို့ဆိုတာကိုတော့သိကောင်းသိလိမ့်မယ်ဒါပေမဲ့ word order ကမှားနေပါတယ်ဘာဖြစ်လို့လဲ complement က object ရဲ့အနောက်မှာရှိတင်ပါတယ်အဲ့တော့ဘယ်လိုပြန်ပြင်မလဲ he painted the world red ဆိုပြီးတော့ပြန်ပြင်ရအောင်ဆိုရင်တော့ခုနပြောတဲ့ verb object complement ဆိုတဲ့ word order အတိုင်းဖြစ်နေပြီးတော့ဟုတ်လားမှန်လဲမှန်သွားပါလိမ့်မယ် verb with two objects ဆိုတဲ့ခေါင်းစဉ်နဲ့လေ့လာရအောင် object နှစ်ခုကပါလဲ v i o d o v ကတော့ verb i o က indirect object d o က direct object ဖြစ်ပါတယ် verb အများစုဒီ transferring ဆိုတော့လွှဲပြောင်းရယူခြင်းနဲ့ပတ်သက်တဲ့ verb မျိုးတော်၎င်း communicating ဒီဆက်သွယ်မှုနဲ့သက်ဆိုင်တဲ့အဓိပ္ပာယ်ကိုဆောင်တဲ့ verb တော်၎င်းများသောအားဖြင့် object နှစ်ခုပတ်သက်တတ်ပါတယ်အဲပထမ object ကတော့ indirect object များသောအားဖြင့်လူပုဂ္ဂိုလ်အရာတစ်ခုခုကိုလက်ခံရရှိတဲ့သူနောက်တစ်ခုက direct object များသောအားဖြင့်ဒီလွှဲပြောင်းခြင်းခံရတဲ့အရာဆိုပြီးတော့အဲ object နှမျိုးပါလိမ့်ရှိပါတယ်ဒီမှာအသုံးများတဲ့ object နှမျိုးနဲ့အသုံးများတဲ့ verb တွေကတော့ give send buy tell teach promise စတဲ့ verb တွေဖြစ်ပါတယ်ကောင်းပြီအဲ့ဒီ
verb တွေကိုပုံစံတစ်မျိုးနဲ့ဖော်ပြလို့ရတယ်ပထမပုံစံကတော့ indirect object plus direct object ဒီနေရာမှာ indirect object ကအရင်လာတယ်ပုံမှန်အဖြစ်တော့ဒီပုံစံကိုပို့ပြီးတော့နှစ်သက်ပြီးတော့သုံးတတ်ပါတယ်ဥပမာရ I sent her the report I ကတော့ subject sent ကတော့ verb her က indirect object ပြီး report ကတော့ direct object အဲ့ဒါကိုပဲဒုတိယပုံစံမျိုးနဲ့ပြန်ပြီးတော့ဖော်ပြခြင်းလည်းရပါတယ်ဒုတိယပုံစံကတော့ do plus preposition plus indirect object ဒီနေရာမှာ word order ကနည်းနည်းပြောင်းသွားပါတယ် indirect object ကိုနောက်ဆုံးမှာထားပြီးတော့သူရဲ့ရှေ့မှာ to သို့မဟုတ် for ဆိုတဲ့ preposition နဲ့သုံးတတ်ပါတယ်ဥပမာအဖြစ် example I sent the report to her send ဆိုတဲ့ verb ရှိမယ် the report ကတော့ indirect object ပြီးရင် preposition ဖြစ်တဲ့ to သူ့ရဲ့နောက်မှာ her ဆိုတဲ့ indirect object ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ preposition နဲ့ပတ်သက်ပြီးတော့မှတ်စရာလေးပြောအောင်အများစုအသုံးပြုတဲ့ preposition က to ဖြစ်တယ်ဒါပေမဲ့လည်းတစ်ခါလေးကြာရင် for ကိုသုံးတတ်ပါတယ်သူဖြင့်လူပုဂ္ဂိုလ်ကလှုပ်ဆောင်ချက်ရဲ့အကျိုးအမြတ်ကိုခံစားရတဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ for ကိုto စားသုံးတတ်ပါတယ် I bought him a present ဆိုတဲ့ပထမပုံစံကိုဒုတိယပုံစံအနေနဲ့ပြောင်းမယ်ဆိုရင် I bought a present ဒီနေရာမှာ to မဟုတ်တော့ဘဲနဲ့ for him လို့သုံးလို့လည်းရပါတယ်ဘာဖြစ်လို့လဲဒီပုဂ္ဂိုလ်ကနော်ဒီ action ဖြစ်တဲ့ bought ဆိုတဲ့ action ရဲ့အကျိုးအမြတ်ကိုခံစားရတဲ့သူတယောက်အနေနဲ့ဖော်ပြခြင်းလို့ဖြစ်ပါတယ်ဒီနေရာမှာမှတ်စရာရှိပါတယ်အချို့သော verb တွေပို့ပြီးတော့တိုတဲ့ပုံစံမျိုး indirect object plus direct object ပုံစံမျိုးနဲ့သုံးလို့မရတဲ့ဟာရှိတတ်ပါတယ်သူတို့ကတော့လည်းဒုတိယပုံစံပေါ့နော် do plus preposition plus indirect object ပုံစံမျိုးနဲ့သုံးလို့ရပါတယ်ဒီလို verb မျိုးစားတွေဖြစ်ပါတယ် explain suggest describe ဆိုတဲ့ verb မျိုးစားတွေဖြစ်ပါတယ်ဥပမာ can you suggest me a good dentist လို့သုံးမယ်ဆိုရင်ဒီအပေါ်ကပုံစံမျိုးထဲကပထမပုံစံအနေနဲ့သုံးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာအဲ့လိုသုံးရင်တော့မသင့်တော်ပါဘူးအဲ့တော့ဒုတိယပုံစံမျိုးအနေနဲ့ပြန်ပြင်ပြီးသုံးရင်တော့အဆင်ပြေပါတယ် can you suggest a good dentist to me ဆိုပြီးတော့ပြန်ပြီးတော့သုံးလို့ရပါတယ်အဲ့ဒီအတိုင်းပဲဒုတိယ sentence ကိုလည်းကြည့်ရအောင်ဒါကိုလည်း please describe us your wife ဒီနေရာမှာလည်း verb ကို indirect object plus direct object ပုံစံမျိုးနဲ့သုံးခဲ့မယ်ဆိုရင်မသင့်တော်ပါဘူးအဲ့တော့ဒုတိယပုံစံဖြစ်တဲ့ do plus preposition plus indirect object အနေနဲ့ပြန်သုံးရအောင် please describe your wife to us ဆိုပြီးတော့ပို့ပြီးတော့ဆိုရင်တော့ပို့ပြီးတော့သင့်တော်ပါတယ်ဒီ lesson ရဲ့အဆုံးပိုင်းလေးရောက်လာပြီဒီမှာ true or false ဆိုတဲ့ quiz လေးနှစ်ခုရှိပါတယ်အဲ့တော့ပထမတစ်ပုဒ်ကိုကြည့်အောင် we ask the student to explain us the graph ဟုတ်ပြီခုနပြောခဲ့တဲ့စလုံး၃လုံးပေါ့နော်တချို့စလုံးတွေကပထမပုံစံနဲ့မသင့်တော်ဘူးဆိုပြီးတော့ပြောခဲ့တယ်ဥပမာ explain suggest describe ဆိုတဲ့စလုံးတွေကို indirect object plus direct object ပုံစံမျိုးနဲ့သုံးမယ်ဆိုရင်မသင့်တော်ပါဘူးဒီမှာကြည့်မယ်ဆိုရင် we ask the student to explain us the graph ကအဲ့ဒီပုံစံမျိုးနဲ့ဆိုရင်မသင့်တော်ပါဘူးဘာဖြစ်လို့လဲ indirect object ဖြစ်တဲ့ us ကအရှေ့မှာရှိပြီးတော့ direct object ဖြစ်တဲ့ graph ကနောက်မှာရှိနေတယ်အဲ့တော့အဲ့ဒါကိုပို့ပြီးသင့်တော်တဲ့ပုံစံကတော့ do plus preposition plus indirect object ဆိုတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ပုံစံမှန်ကဘယ်လိုဖြစ်မလဲ we ask the student to explain the graph to us ဒုတိယတစ်ပုဒ် the
jury found him guilty verb plus object plus complement ဆိုတဲ့ပုံစံဖြစ်ပါတယ်ဒါကတော့မှန်တယ်လို့ယူဆလို့ရပါတယ်ကောင်းပြီ assignment အနေနဲ့ practical error analysis ဆိုတဲ့เนาะကဏ္ဍကိုအာရုံစိုက်ဖို့ဖြစ်တယ်ဒီသင်ခန်းစာအထက်မှာပါတဲ့ဒီ verb structures တွေကိုအထူးသတိထားဖို့ဖြစ်ပါတယ်ဒီမှာ practical English usage section 1ထဲကเนาะ entries 8နဲ့10ထဲကအမှားเนาะပြုလုပ်လေ့ရှိတဲ့အမှားတွေကိုသတိထားဖို့เนาะဒီလာပါပြီးလို့ရှိရင် verb object complement word order နဲ့ပတ်သက်ပြီးတော့မှားနေတဲ့ဟာကိုဘယ်ဟာမှားနေတယ်လဲဆိုပြီးတော့เนาะဟိုကလေ့လာပြီးတော့အမှန်ပြင်နိုင်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် explain တို့လို့ suggest တို့လို့စလုံးကို verb တွေကိုမှားတဲ့ preposition ပုံစံမျိုးနဲ့သုံးခဲ့မယ်ဆိုရင်လည်းကိုကအမှားကိုပြင်နိုင်ရမှာဖြစ်ပါတယ်။ကောင်းပြီဒီနေ့သင်ခန်းစာဒါတော့ဒီလောက်ပါပဲ။ Now သင်ခန်းစာအတွက် present tense နော် practical English usage section 3 entries 30ကနေ34ကိုကြိုပြီးတော့ဖတ်ထားဖို့ဖြစ်ပါတယ်။